ဒီမျိုးလေးမှာနေထိုင်တဲ့လူတွေအတွက်စောင်းရသည့်အတွက်ညဟာတရားတစ်ဆက်ရက်တည်းစက်တိုက်ကြတတ်တဲ့ဆိုတာစိတ်ကူးရင်ကြည့်နိုင်မလားဒီဖြစ်စဉ်ကိုပိုလာညလို့ခေါ်ပါတယ်ကဘာမျိုးရဲ့မြောက်ဘက်နဲ့တောင်ဘက်အစုံပိုင်းတွေနီးကပ်နေတဲ့လူတွေဟာလောက်အတော်ကြာနေရောင်မမြင်ရဘဲနေထိုင်ရတတ်ပါတယ်ဒါအဘာကြောင့်ဖြစ်တာလဲတင်းသိတယ်လို့ပဲကဘာမျိုးကကိုပိုင်အချို့ပေါ်မှာလဲပတ်နေတဲ့အတွက်နေနဲ့ညပြောင်းလဲဖြစ်ပေါ်လာတာပါနေဘက်ကိုမျက်နှာမူနေတဲ့ဘက်မှာနေဖြစ်ပြီးအခြားဘက်မှာတော့ညဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်ကကဘာမျိုးအချို့ဟာ23.5ဒီဂရီခန့်လွှဲရင်းထားတာဖြစ်ပါတယ်ဒီလိုရင်းထားမှုကြောင့်တချို့ဒေသတွေမှာတစ်ချိန်တည်းနဲ့နေရောင်မရောက်နိုင်တော့ပါဘူးအဲ့ဒီအခြေအနေကိုမဲ့ပိုလာညလို့ခေါ်တာပါဒီဖြစ်စဉ်ဟာ Arctic Circle လို့ခေါ်တဲ့ဒေသအတွင်းမှာဖြစ်ပေါ်ပါတယ်ဒါပေမဲ့ကဘာမျိုးကနေကိုလွဲပတ်နေလာကြောင့်နှစ်ကဝက်ပြောင်းသွားတဲ့အချိန်မှာတော့အဲ့ဒီဒေသတွေမှာလအတော်ကြာညမရှိပဲနေပဲဖြစ်နေတတ်ပါတယ်အဲ့ဒါကိုတော့ပိုလာနေလို့ခေါ်ပါတယ်စိတ်ဝင်စားစရာကတော့နိုင်ငံတနိုင်ငံလုံး Arctic Circle အထက်မှာတည်ရှိနေတဲ့နိုင်ငံမရှိပေမဲ့အဲ့ဒီဒေသအတွင်းမှာလူနေထိုင်တဲ့မျိုးများစွာရှိနေပါတယ်မြို့တစ်မျိုးဟာတောင်ဘက်ထက်မြောက်ဘက်ပိုင်းပိုးကိုပိုနီးလာလေသူ့ရဲ့ပိုလာညက်နဲ့ပိုလာနေကာလာတွေပိုရှည်လာလေဖြစ်ပါတယ်